ကွယ်ကြတစ်မျိုးစိတ်ဓာတ်တွေကအုတ်တန်ကြတယ်ပြောရပြန်တော့လေအောင်မင်းလွန်ရကြနေအောင်မဲတာယာမညာပြီးပေါင်းနေတာပေါင်းညသားတွေလည်းရှိရဲ့လူမျိုးမျိုးစိတ်ကဖုံဖုံရဲ့အပေါင်းတီးဆိုတဲ့နေပဲငွေရှိမှဖက်လုပ်ချင်ကြတယ်မာဘူးတော့တဲ့ပဲပြောမဲ့တာပေါင်းညသားလူလောကကြီးရဲ့တမျိုးနောက်ွယ်ကြတမျိုးစိတ်ဓာတ်တွေကအုတ်တန်ကြတယ်ပြောရပြန်တော့လေအောင်မင်းလွန်ရကြနေအောင်မဲတာယာမညာပြီးပေါင်းနေတာပေါင်းညသားတွေလည်းရှိရဲ့လူမျိုးမျိုးစိတ်ကဖုံဖုံရဲ့အပေါင်းတီးဆိုတဲ့နေပဲငွေရှိမှဖက်လုပ်ချင်ကြတယ်မာဘူးတော့တဲ့ပဲပြောမဲ့တာပေါင်းညသားလူလောကကြီးရဲ့လူတိုင်းကိုလုံးမမှတ်နဲ့မာမဲဝေရှိမှလူထင်တတ်တဲ့လောကကြီးတဲ့ကျွန်တော်တို့နေပါတယ်နေခံဘဝချင်းဖန်မကမြေနဲ့ရလဲလန်ဆက်ချင်ကြတယ်မမြင်ဘူးတော်မူကိုမထင်သိခတ်လိုက်ကလူတွေရဲ့မဟာဘူးတော့တဲ့ပဲပြောမဲ့တာပေါင်းညသားလူလောကကြီးရဲ့တမျိုးနောက်ွယ်ကြတမျိုးစိတ်ဓာတ်တွေကအုတ်တန်ကြတယ်ပြောရပြန်တော့လေအောင်မင်းလွန်ရကြနေအောင်မဲတာယာမညာပြီးပေါင်းနေတာပေါင်းညသားတွေလည်းရှိရဲ့လူမျိုးမျိုးစိတ်ကဖုံဖုံရဲ့အပေါင်းတီးဆိုတဲ့နေပဲငွေရှိမှဖက်လုပ်ချင်ကြတယ်မာဘူးတော့တဲ့ပဲပြောမဲ့တာပေါင်းညသားလူလောကကြီးရဲ့လူတိုင်းကိုလုံးမမှတ်နဲ့မာမဲဝေရှိမှလူထင်တတ်တဲ့လောကကြီးတဲ့ကျွန်တော်တို့နေပါတယ်နေခံဘဝချင်းဖန်မကမြေနဲ့ရလဲလန်ဆက်ချင်ကြတယ်မမြင်ဘူးတော်မူကိုမထင်သိခတ်လိုက်ကလူတွေရဲ့မဟာဘူးတော့တဲ့ပဲပြောမဲ့တာပေါင်းညသားလူလောကကြီးရဲ့ထိုက်တဲ့ပန်းကလေးမို့လာလီဗမ်းမကြိုက်တဲ့ရင်ခွင်ထဲမှာနန်းထိုက်တဲ့တော်ဝင်ပန်းတွေတွေ့ကြမြေခါသွားခဲ့ရသလိုတို့ချစ်တွေလည်းပန်းကလေးလို့ပဲလေချစ်လျက်နဲ့ဝေးတဲ့ဘဝတွေမနစ်သက်တဲ့ရင်ခွင်ထဲမှာနန်းတယောက်မြဲတဲ့ပျော်ရွှင်နိုင်မှပေလူဝေကပဲသူတောင်းပြီးမယ်လွမ်းတဲ့စိတ်ကိုမိမရဘူးကွယ်နန်းနဲ့တွေ့တဲ့နေရာဟောင်းစီရောက်ခဲ့ပြီမဲ့လေလေန
နန်းတယောက်ပြန်လို့မတွေ့နိုင်ရင်ခွင်သေးမှမင်းပြောနိုင်ပါစေတို့တွေချစ်ခဲ့တော့ငါတို့တူသွားဘူးခဲ့တဲ့တူထိုင်ဘူးတဲ့ခုံလေးငယ်ကဝေဒနာတွေပူမီတောက်လောင်ဒီရင်မလွမ်းလို့ငိုရပြီချစ်ခဲ့တာလဲမတရားမှပဲလေချစ်ခဲ့တဲ့တို့ရဲ့စိတ်တွေချစ်လျက်နဲ့ဝေခဲ့ရပြီအိမ်မက်တစ်ခုသာဖြစ်ရင်ကောင်းမယ်အခုတော့လဲဘဝတွေကိုစီနေလေစုံနိုင်တဲ့တို့ရဲ့ပူသာကံကြမ္မာကိုပြလဲတို့မမြင်ကိုဘဝကံနဲ့ကိုပဲရှိပါသေးမချစ်ရတော့ဘူးနိုင်ရနိုင်ရတိုက်တဲ့ပန်းကလေးမို့လားလေဗမ်းမကြိုက်တဲ့ကျင်ခွင်ထဲမှာနန်းထိုက်တဲ့တော်ဝင်ပန်းတွေကြမြေခါသွားခဲ့ရသလိုတို့ချစ်တွေလဲပန်းကလေးလို့ပဲလေချစ်လျက်နဲ့ဝေးတဲ့ဘဝတွေမနစ်သက်တဲ့ကျင်ခွင်ထဲမှာနန်းတယောက်မြဲတဲ့ပျော်ရွှင်နိုင်မှသေးတို့ဝေးကပဲတောင်းပေးမယ်လွမ်းတဲ့စိတ်ကိုမိမရဘူးကွယ်နန်းနဲ့တွေ့တဲ့နေရာဟောင်းစီရောက်ခဲ့ပြီးမဲ့လေလေနန်းတယောက်ပြန်လို့မတွေ့နိုင်ရင်ခွင်သေးမှမင်းပြောနိုင်ပါစေတို့တွေချစ်ခဲ့တော့ငါတို့တူသွားဘူးခဲ့တဲ့တူထိုင်ဘူးတဲ့ခုံလေးငယ်ကဝေဒနာတွေပူမီတောက်လောင်ဒီရင်မလွမ်းလို့ငိုရပြီချစ်ခဲ့တာလဲမတရားမှပဲလေချစ်ခဲ့တဲ့တို့ရဲ့စိတ်တွေချစ်လျက်နဲ့ဝေခဲ့ရပြီအိမ်မက်တစ်ခုသာဖြစ်ရင်ကောင်းမယ်အခုတော့လဲဘဝတွေကိုစီနေလေစုံနိုင်တဲ့တို့ရဲ့ပူသာကံကြမ္မာကိုပြလဲတို့မမြင်ကိုဘဝကံနဲ့ကိုပဲရှိပါသေးမချစ်ရတော့ဘူးနိုင်ရနိုင်ရပြောစရာကောင်းတဲ့သတိကြွညလေးပါရောင်စုံမီးပုံလေးတွေနဲ့အပြိုင်လာလို့နေတဲ့သူမျက်နှာလေးကိုရှင်ခုန်စွာငေးကြည့်မိချစ်မိသွားပြီးရင်မှာဒီမန်ဆောင်ရဲ့ငွေတက်လေးကမနစ်ကညာလေးတညကိုပြန်တတိယမိရှင်ကုန်တန်တွေမင်းကြစီဘုရားရှိစီမီထွန်းညီစုတောင်းချွေ
ချင်းတို့ရေဖျားသွားမဲ့လေဒီချိန်ဆိုလူစီနေပေါ်နောက်ကြနေလို့မဖြစ်ဘူးလေဖျားလဲပူလိုက်လူလဲလူစီမီထွန်းရဲ့စုတွေလဲတော့ဓမ္မစကြာတရားတန်လေးရင်နေအေးလို့သာသာယာရွှေမြမာတို့ရဲ့ယူရကွာလာကင်းလို့တရင်ကျွညာလေးပါရောက်ပြီဒီဘုံလေးတွေတန်းစီကျူနီပြဝါရောင်စုံလာနဲ့ကြည်နူးဖို့ကောင်းသည်တချင်းတန်လေးတွေတညံ့ညံ့ရောက်ပေါက်ဆန်တွေစုညံ့ထက်ကောင်းခင်ရန်ပေါ်ကမိဘုံပြန်များဝဲကပြန်ရွှေမြမာတို့ရဲ့ယူရတရင်ကျွတ်ညာလေးသိပ်ပြောဖို့ကောင်းသည်လာလာလေးတငယ်ချင်းတို့ရေဖျားသွားမဲ့လေဒီချိန်ဆိုလူစီနေပေါ်နောက်ကြနေလို့မဖြစ်ဘူးလေဖျားလဲပူလိုက်လူလဲလူစီမီထွန်းရဲ့စုတွေလဲတော့ဓမ္မစကြာတရားတန်လေးရင်နေအေးလို့သာသာယာရွှေမြမာတို့ရဲ့ယူရကွာလာကင်းလို့တရင်ကျွညာလေးပါကိုညီမလေးရေဆယ်လီတွေမလို့ချင်းနဲ့နော်ဆက်စီတို့ရဲ့ဝတ်တွေမဝင်နဲ့ညီမရင်ကျေးမှုဝစားလေးကချက်တည်းရှိတဲ့နော်ညီမမှန်ရင်ရမုံဝတ်ခါချိတ်ထမိန်လေးနဲ့မျိုးကုန်ထိန်မလေးမိဘမျက်နှာကိုမဲမတုံနဲ့ကျွန်တော်စိတ်တွေမခိုင်ရင်ကျေးမှုထိမ့်မအောင်ပြဗလာစီမရှိရင်ဝယ်ပေးပါမယ်စီပန်းတွေခင်နာများတော့16နှစ်သားကလေးတယောက်ဖေဆယ်လီတွေခစ်ဆို့လာလီပေါ်တာတွေမဆန်းတော့ပါဘူးဗျာပေါ်တီပေါ်ကိုညီမလေးကဟိုပေါ်တီပေါ်ကိုစီတွေရောင်းချပြီးတော့ကိုညီလေးကဒီလိုပြောတဲ့ကိုကြီးကဒီလိုဆဲတဲ့ကွန်မန့်นี่ဖော်ပြပြီးတော့လိုက်လေးလွင်ကပြန်ဆဲကြတယ်မျက်ရည်စလက်နဲ့ချီတစ်ဖက်နဲ့ဆယ်လီတွေခပါတယ်ဗျာစင်ကယ်တွေရှားပါကုန်ကြပြီ
ညီမလေးရေဆယ်လီတွေမလို့ချင်းနဲ့နော်စစီတို့ရဲ့ဝတ်တွေမဝင်နဲ့ညီမရင်ကျေးမှုဝစားလေးကကြက်တည်ရှိတဲ့နော်ညီမမှန်ရင်ရမုံဝစ်ခါချိတ်ထမိန်လေးနဲ့မျိုးကုန်ထိန်မလေးမိဘမျက်နှာကိုမဲမတုံနဲ့ကျွန်တော်စိတ်တွေမခိုင်ရင်ကျေးမှုထိမ်မအောင်ပြပလားစီမရှိရင်ဝယ်ပေးပါမယ်စီပန်းတွေခင်နာများတော့16နှစ်သားကလေးတယောက်ဖေးဆယ်လီတွေခစ်ဆိုလာလီပေါ်တာတွေမဆန်းတော့ပါဘူးဗျာပေါ်တီပေါ်ကိုညီမလေးကဟိုပေါ်တီပေါ်ကိုစီတွေရောင်းချပြီးတော့ကိုညီလေးကဒီလိုပြောတဲ့ဟိုကိုကြီးကဒီလိုဆဲတဲ့ကွန်မန့်นี่ဖော်ပြပြီးတော့လိုက်လေးလွင်ကပြန်ဆဲကြတယ်မျက်ရည်စလက်နဲ့ချီတစ်ဖက်နဲ့ဆယ်လီတွေခပါရဲ့ဗျာစင်ကယ်တွေရှားပါကုန်ကြပြီဘာမဝင်ဘူးငါရဲ့စကားတွေအန်ချော်လို့ကိမကိုက်ဘူးလေရှင်ကုန်လို့နှုတ်ပိတ်လိုက်ပြီးဘာကိုမှငါမပြောတော့ပါပုံခိုင်ငါနိုင်ပြရရင်သတ္တော်ကြီးရဲ့ဆဲပွဲထဲမှာလုံးစံနဲ့ခန်းတော်ရောက်ပြီးပြေမိမင်းလို့ငါနေတော့မယ်မတုံမလို့တဲ့ကြောက်စီရုပ်လို့ကိုင်လုတ်ခဲငါမနေတော့ပါပုံတီလို့တမဲလိုက်ပြီးဒီကတိတော့မဆောင်တော့ဘူးလေအလန်းစိတ်ချိုးခဲ့ပြီးလမ်းဖြူပြငါနှုတ်စမဲလေးလာရင်တော့လက်ခံပြီးလေပြန်ရင်တော့နှုတ်ဆက်ပြီးမယ်အာယုံများကမစားတော့မှကြုံရကငါကတော့မယ်စင်ပန်းကိုစင်ထိုးဆိုင်သူတစ်ခွာပန်းကိုမြေမဆိုင်သူနောက်ဆုံးရဲ့စသိန်းနဲ့အမလူချမ်းကြီးသေးထုံးစက်မယ်နော်ပြေလာပြည့်တဲ့ကြီးရဲ့ကြိုက်တာမရှိတဲ့ရိုက်ကွင်းနဲ့မှာဘယ်သူကမင်းသားလဲလီဘယ်သူကလူကျန်လဲလီသာပါပဲဇလန်းကလေးကမင်းသားနဲ့အညာလူကျန်သိသွားပြီဘာမဝင်ဘူးငါရဲ့စကားတွေအန်ချော်လို့ကိမကိုက်ဘူးလေရှင်ကုန်လို့နှုတ်ပိတ်လိုက်ပြီးဘာကိုမှငါမပြောတော့ပါပုံခိုင်ငါနိုင်ပြရရင်သတ္တော်ကြီးရဲ့ဆဲပွဲထဲမှာလုံးစံနဲ့ခန်းတော်ရောက်ပြီးပြေမိမင်းလို့ငါနေတော့မယ်မတုံမလို့တဲ့
လုတ်ခဲငါမနေတော့ပါပုံတီလို့တမဲလိုက်ပြီးဒီကတိတော့မဆောင်တော့ဘူးလေအလန်းစိတ်ချိုးခဲ့ပြီးလမ်းဖြူပြငါနှုတ်စမဲလေးလာရင်တော့လက်ခံပြီးလေပြန်ရင်တော့နှုတ်ဆက်ပြီးမယ်အာယုံများကောင်းမစားတော့မှကြုံရကငါကတော့မယ်စင်ပန်းကိုစင်ထိုးဆိုင်သူတခွာပန်းကိုမြေမာဆိုင်သူနောက်ဆုံးရဲ့စသိန်းငယ်မှာလူချမ်းကြီးသေးထုံသက်မယ်နော်စင်ပြေလာပြိတ်သက်ကြီးရဲ့တရိုက်တာမရှိတဲ့ရိုက်ကွင်းနဲ့မှာဘယ်သူကမင်းသားလဲလေဘယ်သူကလူချမ်းလဲလေသာပါပဲဇလန်းကလေးကမင်းသားနဲ့ညာလူချမ်းသိသွားပြီတောင်းမဲ့ဆောင်မဲ့အယသမားတွေကအယသမားဖို့ကွယ်စိတ်ညလို့တောင်းမဲ့တောင်းမဲ့ပြောလို့လဲထောက်တဲ့တောက်တယ်ဘူးအောင်ကိုတောက်ပြေးလိုက်မယ်တစ္ဆာရှိတဲ့ဒီရက်ကိုမေးအောင်တောက်ပြေးမယ်ဒီမတည့်ရွတ်မှလည်းဖတ်တယ်အသားမှာတော့ဝတ်ဆိုလာလေးအရှိမအကောင်းဆုံးကတော့ဒီရက်မဟုတ်လားမိတ်ဆွေတို့ရေဘော်ရာတွေလည်းတီးတဲ့ကြော်ညာတွေလည်းရှိတဲ့နေညိုရင်ပုံဆိုင်သွားမယ်တုံနေတဲ့လက်ရက်နဲ့မှငြိမ်ကြသွားတဲ့လေအသက်ကွယ်နေတဲ့ညီလေးတို့လည်းတောက်တဲ့ဒီရက်ကိုလွမ်းဆွေတွေဖြေပြောက်ရင်းနဲ့ရမကာလူလင်းဖြစ်ကိုရောက်တယ်ကောင်းလို့တောက်တာပေါ့ဗျာတစ္ဆာရှိလို့တောက်တာပေါ့လေတောက်တိုင်းလဲမူတက်တယ်လို့အချစ်ထက်တော့တစ္ဆာရှိတဲ့လေတောင်းမဲ့ဆောင်မဲ့အယသမားတွေကအယသမားဖို့ကွယ်စိတ်ညလို့တောင်းမဲ့ပြောလို့လဲထောက်တဲ့တောက်တယ်ဘူးအောင်ကိုတောက်ပြေးလိုက်မယ်တစ္ဆာရှိတဲ့ဒီရက်ကိုမေးအောင်တောက်ပြေးမယ်ဒီမတည့်ရွတ်မှလည်းဖတ်တယ်အသားမှာတော့ဝတ်ဆိုလာလေးအရှိမအကောင်းဆုံးကတော့ဒီရက်မဟုတ်လားမိတ်ဆွေတို့ရေဘော်ရာတွေလည်းတီးတဲ့ကြော်ညာတွေလည်းရှိတဲ့နေညိုရင်ပုံဆိုင်သွားမယ်တုံနေတဲ့လက်ရက်နဲ့မှငြိမ်ကြသွားတဲ့လေအသက်ကွယ်နေတဲ့ညီလေးတို့လည်းတောက်တဲ့ဒီရက်ကိုလွမ်းဆွေတွေဖြေပြောက်ရင်းနဲ့ရမကာလူလင်းဖြစ်ကိုရောက်တယ်ကောင်းလို့
တောက်တာပေါ့ဗျာတစ္ဆာရှိလို့တောက်တာပေါ့လေတောက်တိုင်းလဲမှုတက်တယ်လို့အချစ်ထက်တော့တစ္ဆာရှိတဲ့လေကျွန်တော်တို့ကြည်ရွလီကိုတစ်ခေါက်တစ်ခါရောက်လာပါဗျာတာယာလာပါအေးချမ်းမှုနဲ့တည်ရှိလို့သာဒီအလုံးကပေါ်ရည်သွားအဲဟုတ်ဒီကြည်မွန်ရမှာရွှေဧည့်သည်တို့ရောက်လန်းခဲ့ပါရောက်ဒီတိုင်းဟင်္ဒရာမြို့နယ်ကျွန်တော်တို့ရဲ့တကူကြည်ရွာသာသနာများလေးပြုလို့ရမယ်ဗျာကျွန်တော်တို့ကြည်ရွလီကိုတစ်ခေါက်တစ်ခါရောက်လာပါဗျာတာယာလာပါအေးချမ်းမှုနဲ့တည်ရှိလို့သာဒီအလုံးကပေါ်ရည်သွားအဲဟုတ်ဒီကြည်မွန်ရမှာရွှေဧည့်သည်တို့ရောက်လန်းခဲ့ပါရောက်ဒီတိုင်းဟင်္ဒရာမြို့နယ်ကျွန်တော်တို့ရဲ့တကူကြည်ရွာသာသနာများလေးပြုလို့ရမယ်ဗျာစီလုံးညီညွတ်လာစွာအလူတန်းတွေမှာဝိုင်းဝန်းလို့လုတ်ကိုင်းကြတာဆရာတော်ဘုရားဆိုဒီပါလာဩဝါဒကိုခံယူလို့သာအောင်ချမ်းသာကြောင်းတော်မြတ်ကြီးမှာအဆောက်အုံများတိုးချဲ့ခဲ့တာရှုမကြီးစရာမြင်တွေ့ရမှာလေတစ်ခေါက်တော့လာစေချင်တာဒီသချင်းလေးနဲ့တကုတ်ရွာမြေလေးဖိတ်ခေါ်ပါရစေဗျာသာသနာရောင်ဝါထိုးလေးခဲ့တာကျွန်တော်တို့တကူကြည်ရွာဆရာတော်ရှင်ဇောတိပါလာတွင်သုံးနေတဲ့ရွာသာသနာရောင်ဝါထိုးလေးခဲ့တာကျွန်တော်တို့တကူကြည်ရွာဆရာတော်ရှင်ဇောတိပါလာတွင်သုံးနေတဲ့ရွာစိတ်စေတနာတရားပြည့်နေလူတန်းတွေရရောတာရွာလုံးကျညီညွတ်ရအောင်ဆရာတော်ဘုရားကရှိကဥဆောင်တာကျွန်တော်တို့ကြည်ရွလီကိုတစ်ခေါက်တစ်ခါရောက်လာပါဗျာတာယာလာပါအေးချမ်းမှုနဲ့တည်ရှိလို့သာဒီအလုံးကပေါ်ရည်သွားအဲဟုတ်ဒီကြည်မွန်ရမှာရွှေဧည့်သည်တို့ရောက်လန်းခဲ့ပါရောက်ဒီတိုင်းဟင်္ဒရာမြို့နယ်ကျွန်တော်တို့ရဲ့တကူကြည်ရွာသာသနာများလေးပြုလို့ရမယ်ဗျာစီလုံးညီညွတ်လာစွာအလူတန်းတွေမှာဝိုင်းဝန်းလို့လုတ်ကိုင်းကြတာဆရာတော်ဘုရားဆိုဒီပါလာဩဝါဒကိုခံယူလို့သာအောင်ချမ်းသာကြောင်းတော်မြတ်ကြီးမှာအဆောက်အုံများတိုးချဲ့ခဲ့တာရှုမကြီးစရာမြင်တွေ့ရမှာလေတစ်ခေါက်တော့လာစေချင်တာဒီသချင်းလေးနဲ့တကုတ်ရွာမြေလေးဖိတ်ခေါ်ပါရစေဗျာသာသနာရောင်ဝါထိုးလေးခဲ့တာကျွန်တော်တို့တကူကြည်ရွာဆရာတော်ရှင်ဇောတိပါလာတွင်သုံးနေတဲ့ရွာသာသနာရောင်ဝါထိုးလေးခဲ့တာကျွန်တော်တို့တကူကြည်ရွာဆရာတော်ရှင်ဇောတိပါလာတွင်သုံးနေတဲ့ရွာစိတ်စေတနာတရားပြည့်နေလူတန်းတွေရရောတာရွာလုံးကျညီညွတ်ရအောင်ဆရာတော်ဘုရားကရှိကဥဆောင်တာ
လဲတစ်ခေါက်ရောက်လာခဲ့ပါဒီသချင်းလေးနဲ့ဖိတ်ခေါ်ပါရစေဗျာဒီသချင်းလေးနဲ့တပုတ်ရောမြည်လေးဖိတ်ခေါ်ပါရစေဗျာခုခါကြည်နူးစရာညသွေးချက်ပင်ရထက်မှာတမရောက်တို့ဝေစားဒီတန်ငါတာအေးရစဖြာဝိုင်းပွဲလို့စုံလီသွားပျော်စရာကောင်းတဲ့တာဒီခုခါတကြံပွဲဝဲဝင်ဖူးလာရွှေဝါပြောက်ရဲ့ကောင်းကြီးဒုက္ခပြေဆုံးပြီးတဲ့ဆောင်းနှင်းကဲကုန်တရင်ကကျွေရောင်းရင်တို့ဤလာဖို့ဖိတ်ခေါ်မယ်ကြည်နူးစရာညသွေးချက်ပင်ရထက်မှာတမရောက်တို့ဝေစားဒီတန်ငါတာအေးရစဖြာဝိုင်းပွဲလို့စုံလီသွားပျော်စရာကောင်းတဲ့တာဒီခုခါတကြံပွဲဝဲဝင်ဖူးလာရွှေဝါပြောက်ရဲ့ကောင်းကြီးဒုက္ခပြေဆုံးပြီးတဲ့ဆောင်းနှင်းကဲကုန်တရင်ကကျွေရောင်းရင်တို့ဤလာဖို့ဖိတ်ခေါ်မယ်ခါရွယ်ရောက်ပဲ့နဲ့ပြုကညာရဲ့ထန်းတဲ့ဘုံမဝိငါတဲ့စစ်သက်ပြီးကလာခွေကျုံးရဲ့ဟန်အလားတရားနဲ့ရင်လွာသေးဝဲအေးများတယ်စမှုတမန်ခွေစံထားလောက်ပြီးကျူတိုင်းတင်းတဲ့အိန္ဒိရီရှိရောက်လေးနဲ့ရင်နဲ့သင်းမောင်ပေးမဘောမြတ်တာစင်းဒီကြည်သွေးတော်ယူရတော့မြည်ချင်းဒီခုခါကြည်နူးစရာညသွေးချက်ပင်ရထက်မှာတမရောက်တို့ဝေစားဒီတန်ငါတာအေးရစဖြာဝိုင်းပွဲလို့စုံလီသွားပျော်စရာကောင်းတဲ့တာဒီခုခါတကြံပွဲဝဲဝင်ဖူးလာရွှေဝါပြောက်ရဲ့ကောင်းကြီးဒုက္ခပြေဆုံးပြီးတဲ့ဆောင်းနှင်းကဲကုန်တရင်ကကျွေရောင်းရင်တို့ဤလာဖို့ဖိတ်ခေါ်မယ်ခါရွယ်ရောက်ပဲ့နဲ့ပြုကညာရဲ့ထန်းတဲ့ဘုံမဝိငါတဲ့စစ်သက်ပြီးကလာခွဲကျုံးရဲ့ဟန်အလားတရားနဲ့ရင်လွာသေးဝဲအေးများတယ်စမှုတမန်ခွေစံထားလောက်ပြီးကျူတိုင်းတင်းတဲ့အိန္ဒိရီရှိရောက်လေးနဲ့ရင်နဲ့ခင်းမောင်ပေးမဘောမြတ်တာစင်းဒီကြည်သွေးတော်ယူရတော့မြည်ချင်း